Okay အားလုံးပဲမင်္ဂလာပါ brother တွေကျွန်တော်ကတော့ကိုဂျို collaboration ဆန်းရေးပဲဖြစ်ပါတယ်။ကဲ brother တို့အနေနဲ့ကျွန်တော်ဒီနေ့ပြောပြမယ့် view လေးကပါလဲဆိုလို့ရှိရင်ပေါ့နော်။ပြန်လာတော့မယ်ကျွန်တော် event များအကြောင်းနဲ့အတိတော့ရောက်ရှိလာမယ့် event အားလုံးပေါင်း၄ခုအကြောင်းပြောပြမှာဖြစ်ပါတယ်။ကဲအဲ့ဒါဆိုလို့ရှိရင်တော့ view လေးမစတင်ခင်မှာထုံးစံတိုင်းပဲကျွန်တော်ရဲ့ YouTube ကောလေးကို like and subscribe လေးနေပြီးပြီးနာကောလေးကိုနှိပ်ခဲ့ဖို့ပြောချင်ပါတယ်။ဖြစ်နိုင်လို့ရှိရင်တော့ VPN လေးခံပြီးကြည့်ပေးခြင်းအပြင်ကျွန်တော်အများကြီးကူညီရရောက်ပါတယ်။ကဲအဲ့ဆိုလို့ရှိရင်တော့ let's go brother တို့အနေနဲ့မသွားခင်မှာကျွန်တော်တခုတော့ပြောရရှိရပါတော့အဲ့ဒါဘာလဲဆို event တွေကအရင်များတဲ့အတွက်ကြောင့်မို့လို့ brother တို့အနေနဲ့ကိုလိုချင်တဲ့ event လာလို့ရှိရင်တော့ diamond လေးကြိုစုထားဖို့ပြောချင်ပါတယ်ကဲ let's go ဗျာကဲပထမဦးဆုံးအနေနဲ့ရောက်ရှိလာမယ့် event ဘာ event လဲလို့ပြောမယ်ဆိုလို့ရှိရင်တော့April နဲ့ May မှာပေါ့နော်ရောက်ရှိလာမယ့် event ကိုဖြစ်ပါတယ်။အဲ့ April နဲ့ May မှာဘယ် event ရောက်ရှိလာမှာလဲဆိုလို့ရှိရင် brother တို့အားလုံးပဲသိတဲ့ကျွန်တော် hero skin event ပေါ့နော် super hero skin event မှာ super hero skin event က brother တို့အနေနဲ့လူတော်များများလေးကြိုက်ကြရလို့တင်တယ်။ကျွန်တော်အနေနဲ့မှလည်းဖောက်ဖို့အတွက်တော့စဉ်းစားထားတယ်။ဒါပေမဲ့ brother တို့ကကြိုက်လားမကြိုက်လားမသိဘူးအဓိကအားဖြင့်တော့လူတော်များများကြိုက်ကြတာကတော့ chance event လို့ပြောလို့ရတယ်။ Okay အဲ့ဆိုရင်တော့ brother တို့အနေနဲ့6 hero skin event လာလို့ရှိရင် brother တို့အနေနဲ့ရော6 hero skin event မှာဖောက်မှလာပေါ့နော်။ထုံးစံတိုင်းပဲလာမယ့်ပုံစံလေးကတော့ကျွန်တော်ပေါ့နော်။ second တစ်ကောင်ကို brother တို့အနေနဲ့29%တော့ discount နဲ့ဖောက်လို့ရမယ်။ပြောမယ်ဆိုလို့ရှိရင်တော့1200ပေါ့နော်။ second တစ်ကောင်ကို1800 25 discount ဆိုတော့1200Okay ကျွန်တော်ဒါတော့ရှေ့ဝေးပြောနေကြမလို့ပါဘူး brother တို့အနေနဲ့တော်တော်များများလေးသိကြရလို့ထင်တယ်ပေါ့နော်event ရဲ့စာပေပုံစံဘာညာကိုကျွန်တော်မပြောပြတော့ဘူးဗျာဒီလား brother တို့ကဒီ event နဲ့ရင်းနှီးပြီးသားဆိုတော့ကျွန်တော်အများကြီးပြောပြကြမလို့ဘူးကဲအဲ့ဒါဆိုလို့ရှိရင်တော့နောက်တစ်ခုကိုတွားလိုက်ကြရအောင်နောက်တစ်ခုအနေနဲ့မှာရောက်ရှိလာမယ့် event ကဘာ event လဲဆိုလို့ရှိရင်တော့ပေါ့နော်ဂျွန်နဲ့ဇူလိုင်မှာရောက်ရှိလာမယ့် event တစ်ခုOkay ဂျွန်နဲ့ဇူလိုင်မှာဘာ event ရောက်ရှိလာမှာလဲဆိုလို့ရှိရင်တော့ brother တို့အနေနဲ့ Blick collaboration Blink နဲ့ MMB နဲ့ collaboration လုပ်ထားတဲ့ event အဲ့ event ကတော့ brother တို့နဲ့လုံးဝမရင်းနှီးတဲ့ event မို့လို့ကျွန်တော်အသေးစိတ်ရှင်းပြပေးမယ်အဲ့ဒီ event မှာလဲ brother တို့အနေနဲ့ second တစ်ကောင်ကိုဖောက်ရမယ်ဒါပေမဲ့ तू ကပြောထားတာဘာလဲဆိုလို့ရှိရင်ပေါ့နော်အဲ့ဒီ event မှာ brother ကို user ရှင်ရဲ့ကျွန်တော်Blade skin ကို brother ကိုပေးမယ် Okay လာမယ့် skin တွေကဘာလဲဆိုတော့ကျွန်တော်ဒီမှာပြပေးထားတယ်အဲ့ဒါကတော့ user ရှင် Rafaela အလူကတ်အာကတ်ဖြစ်တယ် brother တို့အနေနဲ့တခြားလူတွေပြောလို့ရှိရင်လည်းပြောမှာပေါ့နော်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်သိအောင်ပြောတာဆိုတော့ brother အနေနဲ့ဝင်ပြီးတော့လေ comment မှာဟုတ်လားမဟုတ်လားဘာညာစမကလာဆိုပြီးတော့မှတ်သွားကြလို့လည်းရတယ်Okay အဲ့လိုမျိုး event လာမယ်သူ့ရဲ့ subject ပုံစံဘာညာ smart ကလာတော့ဒီလိုပဲလာမယ် Okay เนาะ brother တို့သိပြီเนาะကျွန်တော်တန်းကြောဖောက်လို့ရှိရင်ဘာညာ smart ကလာမယ် Okay အဲ့လောက်ဆိုလို့ရှိရင်တော့ brother တို့လည်းသဘောပေါက်ပါပါကျွန်တော်အနေနဲ့မှလည်းအတိအကျသိသွားလို့ရှိရင်ကျွန်တော်ထပ်ပြီးတော့တင်ပေးဖို့ရှိတယ် Okay အဲ့ဆိုလို့ရှိရင်နောက်တစ်ခုတွားလိုက်ကြရအောင်နောက်တစ်ခုကတော့ဂျွန်လိုင်းမှာပဲလာမယ့် event အဲ့ဒါကကြတော့သူကဂျူဂျူစုခိုင်ဆိုင်ရဲ့ event Okay ဂျူဂျူစုခိုင်ဆိုင်ရဲ့ event လို့ပြောလို့ရှိရင် brother အနေနဲ့ဘာကိုပြင်းမြင်လဲဆိုတော့ဂျူလီယန်ပြောလို့ရှိရင်ဆာဗီယာဂျန်နစ်စကင်ဘာညာစမကလာလည်းရှိတယ် Okay เนาะအဲ့အတွက်ကြောင့်မို့လို့ brother တို့အနေနဲ့ဂျူဂျူခိုင်ဆိုင် event ကကျွန်တော်အနေနဲ့မှလည်းကျွန်တော်ကကိုဂျူဆိုတော့ဘာနော် brother တို့အနေနဲ့ကျွန်တော်ကကိုဂျူကိုဖောက်ဖို့အတွက်လည်းစဉ်းစားထားတာလေးပါလိမ့်ရှိတယ်အဲ့အတွက်ကြောင့် brother တို့အနေနဲ့ brother ကိုလည်းဖောက်မယ်ဆိုလို့ရှိရင်အဖောက်တဲ့ဆုံး event တစ်ခုဖြစ်တယ်အဲ့မှာလာမယ့်ကောင်လေးကမယ်လီစာဖာညာလည်းအရန်လှတယ်လုံးဝမလှရနဲ့ကြိုက်ကြမကောင်းဆုံးစကင်ရတော့ brother တို့အကုန်လုံးလည်းတီးမှာပါကျွန်တော်ရှင်ရဲ့ဂျူစုခိုင်ဆက်စကင်အဲ့ဒီ skin ကတော်တော်လေးကို socket တက်တဲ့ skin လို့တော့ပြောလို့ရတယ်ဒါပေမဲ့သူ့အနေထားနဲ့သူတော့ mic တဲ့ skin တစ်ခုဖြစ်တယ်Okay အဲ့ဆိုလို့ရှိရင်တော့ brother အနေနဲ့လည်းဒီလောက်ဆိုလို့ရှိရင်တော့သဘောပေါက်ပြီ Okay အဲ့ဆိုလို့ရှိရင်တော့ကျွန်တော်နောက် event တစ်ခုကိုတွားလိုက်ကြရအောင်နောက် event ကတော့ကျွန်တော်နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာလာမယ့် event Okay ဘာ event လဲလို့မပြောခင်မှာ brother တို့အနေနဲ့တခုတည်ထားမှရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့ brother တို့အနေနဲ့ဟန်နာအိဟန်နာ brother တို့ကဟန်နာအိဟန်နာကြိုက်တဲ့လူလားဘာလားဆိုတော့တည်ထားဖို့ရှိတယ်ဘာလဲဆိုတော့ဟန်နာအိဟန်နာကကြော်ပြန်လာတော့မယ်စကင်နီကလည်းတော်တော်လေးကိုမိုက်တယ်ဥပမာ Harry Dialogအများကြီးပဲပေါ့နော် Okay brother တို့အနေနဲ့လေဒီ event ကရင်းနှီးပေးကြဆိုတော့ကျွန်တော်တူတော့ပြောပြကြရတော့မရှိတော့ဘူး brother တို့အနေနဲ့ဖောက်လို့ရှိရင်ဘယ်လောက်ရမလဲဘာဖြစ်တယ်ညဖြစ်တယ်ကတော့ကိုယ့်ဘက်တက်ကိုအလောက်ထိတော့သိမှာပါကျွန်တော် event ရောက်တဲ့အချိန်ကျမှဘယ်လိုမျိုးဂုဏ်စေးရမလဲဘာညာဆိုတော့ကျွန်တော်ထပ်ပြီးတော့ဖောက်ပြမယ် Okay အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်ပြောတော့ရဲ့ skin event တွေကသူ့ရဲ့အစီအလိုက်လာမယ် event တွေဖြစ်တယ်ဂျားထဲမှာလည်းကျွန်တော် channel skin တွေပိုင်းဝင်သွားလို့ရှိရင်လည်းတော်တော်လေးကြာနိုင်တဲ့ event လို့ပြောလို့ရတယ် Okay ကျွန်တော်တို့ပါနော်အဲ့လောက်ဆိုတော့ brother တို့အနေနဲ့လေဒီဗီဒီယိုလေးကိုကြိုက်ကြမယ်လို့ပြောလင့်တယ်
ပွားလို့ရှိရင်လည်းပေါ့နော်ကျွန်တော်ပြောရတဲ့နိုဝင်ဘာဒီဇင်ဘာပွားလို့ရှိရင်လာမယ့် event တစ်ခုရှိသေးတယ်အဲ့ဒါကတော့အပူပြောပြတာ Survivor event okay နော် Survivor event ဆိုလို့ရှိရင်တော့ brother အနေနဲ့တည်မှာပါ Moscow ပါညာပေါ့ okay ကျွန်တော်အများကြီးတော့မပြောတော့ဘူးဗျာဒါကမတိကြသေးလို့ဒီနေ့ video လေးတော့ဒီလောက်ပါပဲ brother ကြီး